Hello Hillary ကဒီရက်ပိုင်းမိုဟင်ကာကိုရန် craving ဖြစ်နေတာနဲ့ရန်ကွာဖူဖဲနဲ့အလင်ကာတို့ပေါင်း creation လုပ်ထားတဲ့မိုဟင်ကာဟော့ပေါ့လေးကိုအလင်ကာမှာလာပြီး try ဖြစ်ခဲ့ပါတယ်ဆက်ပြီးဒါ396 Hillary မှာထားတာဒီဆက်ပြီးကိုမှာလိုက်တာပါမိုဟင်ကာနဲ့ဒီမိုဟင်ကာပဲသူကဒါဟင်းရပေါ့နော်အကန်ပါတယ်ဒီဘက်က collagen ဒီဘက်ကမိုဟင်ကာငါဟောပေါ်နဲ့တွဲပြီးတော့တောက်ဖို့အတွက် drink လေးလည်းမှာထားပါတယ်ဒါကတော့yogurt mix tea ပေါ့နော်ဒါအလင်ကာရဲ့ signature tea ပါအရန်တောက်လို့ကောင်းပါတယ်ဒီမှာခုန399မှာအများကြီးပါတယ်ပြောဒီမှာငဖယ်တို့ပါတော့အဲ့တုန်းထပ်မှာလည်းမင်းငါနဲ့ sausage လည်းမစားဘူးလို့ Hillary sausage လည်းရန်ကြိုက်တယ်အောင်ကဲမိုဟင်ကာဟောပေါ်စာ try ပါတော့မယ်မုတ်ဖက်ကတော့အရန်ပွားမှာဆိုလောက်ထည့်တာဘယ်ကြောသားပြနဲ့မဝင်ငါဟင်းရင်လည်းသားပြနဲ့စားရောင်းအောင်ဖက်တယ်ထင်းတော့မထင်တာဘူးကိုမဝင်ငါကိုအဲ့လိုမျိုးဟောပေါ့လို့စားရင်လိုက်လိုက်မယ်လို့လေ这个10 out of 10大家饱ဒါဟောပေါ်ရတာပေါ့နော်ဒီဘက်က collagen ကတော့ signature ที่ပြောစရာမလိုဘူးဆိုတော့အရင်က Hillary ဒါမြန်မာတောင်းနေကြဆိုဒီမိုဟင်ကာဟောပေါ်ကလေဒါရန်ကုန်က food fair နဲ့အလင်ငါတို့ပေါင်းဆက်ပြီးတော့ creation လုပ်ထားတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီလိုမျိုးထူးထူးဆန်းဆန်း creation တွေတခုဖြစ်လာတာပေါ့နော်မိုဟင်ကာဟောပေါ်ဆိုပြီးတော့မိုဟင်ကာတကယ်ကြိုက်ပြီး crazy မိုဟင်ကာကိုရန်ကို Hillary လိုမျိုး crazy ဖြစ်တဲ့သူတွေဆိုရင်တော့ဒီမိုဟင်ကာပေါ်ကို try ကြည့်ပါလို့ Hillary recommend ပေးချင်ပါတယ်နော်အနေထိုင်သွားတော့ပေါ့ဆိုငံတာတို့ဘာလို့ဖြစ်တယ်နော်ဒီမှာလုံးဝမငံပါဘူးဘယ်လိုမျိုးမိုဟင်ကာကိုဒီလိုဘယ်လောက်ချက်ကောင်းနေရတာပြဘယ်လိုမြန်လောက်ထားတာလဲမသိဘိုက်ရန်တင်သွားပါပြီတကယ်အခုဒီမှာဘိုက်ခောက်တွေလည်းထွက်နေဘိုက်တွေလည်းသိလို့မရတော့ဘူးငါအများကြီးစားမိသွားတာ Thank you for watching